ပျော်ရွှင်စရာကအကြီးကြီးဖြစ်ရမယ်ပျော်ရွှင်စရာဆိုတာတေးငယ်နေလို့မရဘူးပျော်ရွှင်စရာဆိုတာလူတစ်ယောက်ထမ်းပိုးလို့မနိုင်တော့အောင်လေးလှန်နေရမှာဥပမာငါးတစ်ကောင်ဆိုကြပါစို့ငါးတစ်ကောင်မထမ်းပိုးနိုင်တဲ့ရေဖီအားဆိုတာမရှိဘူးငါးတစ်ကောင်မယုံကန်နိုင်တဲ့ပိုက်ကွန်သို့မဟုတ်ငါးများချိတ်တော့ရှိလိမ့်မယ်ဥပမာငှက်တစ်ကောင်ဆိုကြပါစို့ငှက်တစ်ကောင်ပြန်မကြွနိုင်တဲ့ကောင်းကင်ဆိုတာမရှိဘူးငှက်တစ်ကောင်မမြင်လိုက်နိုင်တဲ့ထောင်ချောက်သို့မဟုတ်လေသနတ်တစ်လက်တော့ရှိလိမ့်မယ်ဆိုကြပါစို့လူသားတစ်ယောက်မှာပျော်ရွှင်စရာဆိုတာပန်းလိုပွင့်မှုလိုအပ်ပါသလားပျော်ရွှင်စရာဆိုတာပန်းပွင့်အကြီးကြီးလိုပွင့်မှုလိုအပ်ပါသလားဥပမာဆူမာတရာရဲ့မိုးတစ်တော်တွေက Rafflesia ပန်းပွင့်လိုလားပျော်ရွှင်စရာဆိုတာစမ်းတစ်ချေဖြစ်ရမယ်ပျော်ရွှင်စရာဆိုတာတာရှည်ခံရမယ်ပျော်ရွှင်စရာဆိုတာပမာဏကြီးရမယ်ပျော်ရွှင်စရာဆိုတာရနံ့ရှိရမယ်ပျော်ရွှင်စရာဆိုတာကောင်းငင်ဘုံနတ်ဖျားတွေစီကနေဓာတ်ရိုက်ဆင်းသက်လာတဲ့အမြိုက်တူရဖြစ်ရမယ်ငါမှာပျော်ရွှင်စရာအကြီးကြီးရှိတယ်ငါပျော်ရွှင်စရာဟာခုနကပြောတဲ့ Rafflesia ပန်းမွေးလူပါပဲကေစာဝင်း